မှန်းနဲ့ဆိုဘောင်းရှိရောက်ပါကလေးကပူပူအကျွေးကထူထူကျိုးတရားကတဲ့ကုတ်ထဲမှာပဲပြုတ်နဲ့နှစ်ပါသွားကနိုင်လူငပိရေအဖမပါကစုံရွယ်ပြုတ်ကလေးတူစရာကျွေးရပေါ်တခါရိုက်နဲ့ထောက်ထားတဲ့ဒီတဲ့လီကမခိုင်းပါထိုင်ငါငီးမိုက်ရှာမိမမပြောမူးလင်းတော့တခါစီပန်လီလွယ်ကားသာပရိယေနာဝန်စာရှာထွက်လာကလေးချောင်းရောက်ကျွန်တော်နဲ့9ယောက်မိမနဲ့ဆိုဘောင်းရှိရောက်ပါကလေးကပူပူအကျွေးကထူထူကျိုးတဲ့ငါတဲ့ကုတ်ထဲမှာပဲပြုတ်နဲ့ပါသွားကနိုင်လူငပိရေအဖော်မပါကစုံရွယ်ပြုတ်ကလေးတူစရာကျွေးရပေါ်တခါရိုက်နဲ့ထောက်ထားတဲ့ဒီတဲ့လီကမခိုင်းပါထိုင်ငါငီးမိုက်ရှာမိမမပြောမူးလင်းတော့တခါစီပန်လီလွယ်ကားသာပရိယေနာဝန်စာရှာထွက်လာတန်ဒီချင်းပေါက်ရင်တော့ပြမော်တော်ကားဝယ်ကတိုက်ကြည့်ဆောက်ပြမှာတောင်းတန်း9000တန်းမလူပြန်တိတဲ့သက်မှာတော့ထင်တိုင်းသုံးပေါ်တကားအိမ်ငါစင်းမြတ်ကရွှေစင်စားစိတ်စင်စားကလေး6ယောက်ကလူချင်တော့ဝက်ပင်းမှာကျွန်တော်တွေ့ကြတော့စိတ်ခွန်ပစိုးလာနဲ့မန္တလေးကျူကြီးအချိန်မှထားစင်လိုက်ဝဲမှာဆယ်ဆောင်ဆယ်တွေတန်းတီထိုးလို့တန်းစုကြီးတွေပေါက်လိုက်ရလှုပ်ချင်တော့ကုန်လုံးလှုပ်ပြမှာစိတ်ကူးရဲ့ထိုင်ငါငီးမိုက်ရှာမိမမပြောမူးလင်းတော့တခါစေးလိုက်လီလွယ်ကားပရိယေနာဝန်စာရှာထွက်လာနဲ့ဆိုဘောင်းရှိရောက်ပါကလေးကပူပူအကျွေးကထူထူကျိုးတရားကတဲ့ကုတ်ထဲမှာပဲပြုတ်နဲ့နှစ်ပါသွားကနိုင်လုံးငပိရေအဖော်မပါကစုံရွယ်ပြုတ်ကလေးတူစရာကျွေးရပေါ်တခါတိုင်နဲ့ထောက်ထားတဲ့ဒီတဲ့လီကမခိုင်းပါထိုင်ငါငီးမိုက်ရှာမိမမပြောမူးလင်းတော့တခါစေးပန်လီလွယ်ကားသာပရိယေနာဝန်စာရှာထွက်လာတန်ဒီချင်းပေါက်ရင်တော့ပြမော်တော်ကားဝယ်ကတိုက်ကြည့်ဆောက်ပြမှာတောင်းတန်း9000တန်းမလူပြန်တိတဲ့သက်မှာတော့တင်တိုင်းသုံးပေါ်တခါငါဒီမြတ်ကရွှေစင်သားစိတ်စင်သားကလေး6ယောက်ကလူချင်နာဝက်ပြီးမှကျွန်တော်အတွေ့ကြတော့စိတ်ကိုပစိုးအလှနဲ့မန္တလေးကျူကြီးအချိန်မှထားစင်လိုက်ဝဲမှာဆယ်ဆောင်ဆယ်တွေတန်းတီထိုးလို့တန်းစုကြီးတွေပေါက်လိုက်တာလှုပ်ချင်တော့ကုန်လုံးလှုပ်ပြမှာစိတ်ကူးရဲ့စိတ်ကူးရဲ့နေဝင်ကြီးမိုးချိုလို့ဖို့တို့အိမ်ပြန်ရောက်ရင်ထိုင်ငါငီးမိုက်ရှာမိမမပြောမူးလင်းတော့တခါစေးပန်လီလွယ်ကားလားပရိယေနာဝန်စာရှာထွက်လာ